ဇလန်းရဲ့အစမှာတော့နေအောင်ကြည်နုနုလေးအောက်မှာတားငယ်လေးရဲ့အပြစ်ကင်းစင်တဲ့မျက်နှာလေးကိုငေးကြည့်ရင်အတိတ်ကနာကျင်စရာအမှတ်တရတွေစီကိုစိတ်လွင့်မျောသွားတဲ့ရွှေကြားရဲ့ကြည်နူးလန်းစွပ်ဖွယ်မြင်ကွင်းလေးနဲ့စတင်ထားပါတယ်။သားလေးရဲ့မျက်နှာသွင်းပြင်လေးတိုင်းကသူမရဲ့နှလုံးသားကိုနက်နက်ရှိုင်းရှိုင်းဒဏ်ရာပေးခဲ့တဲ့အမျိုးသားတစ်ယောက်ကိုအလိုလျောက်သတိရစေခဲ့ပါတယ်။လွန်ခဲ့တဲ့3နှစ်ခန့်ကမိဘမဲ့မိန်းကလေးတစ်ယောက်ဖြစ်တဲ့သူမဟာအသက်18နှစ်အရွယ်စေတနာဝန်ထမ်းလုပ်နေချိန်မှာဟော့မိသားစုရဲ့အဖွားအိုကြီးကိုမတော်တဆကယ်တင်ပေးနိုင်ခဲ့ပါတယ်။အဲ့ဒီကျေးဇူးကြောင့်အဖွားအိုကြီးကသူမကိုဟော့မိသားစုထဲခေါ်ဆောင်လာခဲ့ပြီးမြေဖြစ်သူဟော့ကျဲနဲ့အတင်းအကျပ်လက်ထပ်ပေးခဲ့ပါတယ်။ခန်းသားထဲဝါလှတဲ့မင်္ဂလာပွဲကြီးမှာသူတို့သားဖြစ်သူရဲ့အေးဆက်ဆက်အမူအရာကိုမြင်တွေ့ခဲ့ရပေမဲ့ယုံကြည်ချက်အပြည့်ရှိနေတဲ့ရွှေကြားကတော့ဒါဟာတာယာလှပတဲ့အိမ်အောင်ရေးတစ်ခုရဲ့အစပျိုးမှုလေးပဲလို့ဖြူစင်စွာတွေးထင်ခဲ့မိပါတယ်။ဒါပေမဲ့လက်တွေ့အိမ်အောင်တဲ့ဘဝကတော့သူမမျှော်လင့်ထားသလိုလုံးဝဖြစ်မလာခဲ့ပါဘူး။ဩဇာကြီးမားပြီးအလုံများလာတဲ့ခင်မွန်းဖြစ်သူဟော့ကျဲဟာတစ်နှစ်ပတ်လုံးအိမ်ပြန်လာချိန်ဆိုတာလက်ချိုးရည်တွက်လို့ရလောက်အောင်ရှားပါလွန်းလာပြီးသူမရဲ့ဘဝဟာကြီးမားလာတဲ့စံအိမ်ကြီးထဲမှာအကျဉ်းချခံထားရသလိုအထီးကျန်ဆန်လွန်းနေခဲ့ပါတယ်။ဒီလိုနဲ့အချိန်တွေကုန်လွန်လာခဲ့ရမှာသူမဟာကျင်နာတတ်တဲ့ဇနီးကောင်းတစ်ယောက်ပြီးအေးဆက်နေတဲ့ခင်မွန်းရဲ့နှလုံးသားကိုအရေးပျော်စေဖို့နီလန်မျိုးစုံနဲ့စူးစမ်းခဲ့ပါတယ်။ဟော့ကျဲရှိနေတဲ့တက်စခန်းထိကိုယ်တိုင်ချက်ပြုတ်ထားတဲ့ဟင်းရည်နွေးနွေးလေးကိုတွားပို့ပေးချိန်မှာတော့ဟော့ကျဲကသူဟာငငယ်လေးကလေးကတက်ထဲမှာကြီးပြင်းလာရလို့တယောက်တည်းနေတတ်တဲ့အကျင့်ပါနေပြီးတခြားလူတယောက်အပေါ်ဘလို့ချင်းနာနာဆက်ဆံရမလဲဆိုတာနားမလဲကြောင်းဒါကြောင့်သူ့ကိုနားလည်ပေးဖို့နဲ့နောက်တစ်ချိန်ကျရင်အကောင်းဆုံးပြန်လည်ဖြည့်ဆည်းပေးပါမယ်လို့ကတိတွေပေးခဲ့ပါတယ်။ဒီစကားလေးတွေကသူမအတွက်တော့ရှားပါလာတဲ့နှွေးထွေးမှုလေးတွေအဖြစ်မှတ်ယူခဲ့မိပါတယ်။ဒါပေမဲ့ကံကြမ္မာကမျက်နှာသာမပေးခဲ့ပါဘူး။သူမကိုတူးရဲသောအားထားရာအဖြစ်ကာကွယ်ပေးခဲ့တဲ့အဖွားအိုကြီးကွယ်လွန်သွားချိန်မှာတော့ဟော့မိသားစုရဲ့ဆွေမျိုးတွေကြားမှာသူမဟာအထီးကျန်ဆန်စွာနဲ့အလောင်ပြောင်အကဲ့ရဲ့ခံရတဲ့ဘဝကိုရောက်ရှိသွားခဲ့ပါတယ်။မိဘမဲ့မိန်းကလေးတစ်ယောက်ကဟော့မိသားစုတွေကိုဝင်လာတာဖပြုတ်ကဟင်းသာအသားကိုစားကျင်နေတယ်လို့ပဲဟော့ကျဲကတနစ်နေလို့မှအိမ်ကျင်ရီအနေငယ်ပဲပြန်လာတာတေချာပေါက်သူမကိုမကြိုက်လို့ပေါ့ကလေးလေးတစ်ယောက်တောင်မမွေးပေးနိုင်ဘူးဆိုတဲ့ဆွေမျိုးတွေရဲ့စူးရှားတဲ့စကားတန်တွေကသူမရဲ့နှလုံးသားကိုဓာတ်နဲ့မွန်းတယ်လို့နာကျင်စေခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူမကဟော့ကျဲစီကိုရာသီဥတုအေးလာပြီးမှဂယုဆိုင်ဖို့နဲ့ဘယ်တော့လောက်အိမ်ပြန်လာမလဲဆိုပြီးစဖို့မေးမြန်းခဲ့ပေမဲ့အလုံးများနေတယ်ဆိုတဲ့အေးဆက်ဆက်စာတိုလေးတစ်ကြောင်းသာပြန်လည်ရရှိခဲ့ပါတယ်။နောက်ဆုံးမှာတော့ပင်မနှွမ်းနေပြီဖြစ်တဲ့သူမရဲ့နှလုံးသားလေးကိုအနာပေးဖို့ဆုံးဖြတ်လိုက်ပြီးကွာရှင်းပြက်ဆဲဖို့တောင်းဆိုလိုက်ပါတော့တယ်။ကွာရှင်းပြီးတိတ်မကြခင်ဆေးရုံမှာဆေးစစ်ကြည့်လိုက်တဲ့အခါမှာကိုဝင်ရှိနေမှန်းသိလိုက်ရပေမဲ့လမ်းခွဲစာချုပ်ပေါ်မှာအေးဆေးတည်ငြိမ်စွာလက်မှတ်ထိုးပေးခဲ့တဲ့ဟော့ကျဲရဲ့မျက်နှာကိုပြန်လည်မြင်အောင်လာပြီးဒီကလေးကိုသူမတယောက်တည်းရဲ့သွေးသားအဖြစ်သာတတ်မှတ်ကမာနရှိရှိနဲ့ထွက်ခွာသွားဖို့အပြီးတိုင်ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။အချိန်တွေဟာရေစီးကြောင်းတစ်ခုလိုဖြတ်တန်းသွားခဲ့ပြီးနောက်လက်ရှိအချိန်2နှစ်အကြာမှာတော့ရွှေကြားတစ်ယောက်သူမရဲ့သားလေးကိုပြုစုပြောထောင်ရင်းစာရေးဆရာမဘဝလမ်းဘေးမုံရောင်းတဲ့ဘဝနဲ့အေးချမ်းစွာဖြတ်တန်းနေခဲ့ပါတယ်။ကွာရှင်းလုံးကရရှိခဲ့တဲ့ရော်ကြေးငွေယွမ်တသန်းကိုလည်းတပြားတစ်ချက်မှမထိခိုက်ပဲကိုချေထောက်ပေါ်ကိုရက်တီကဘဝကိုပျော်ရွှင်စွာတည်ဆောက်နေခဲ့ပါတယ်။သို့ပေမဲ့ကံကြမ္မာရဲ့အလှည့်အပြောင်းကမထင်မှတ်ထားတဲ့အချိန်မှာရောက်ရှိလာခဲ့ပါတယ်။တစ်ဖက်မှာဩဇာကြီးမားလာတဲ့ဥက္ကဋ္ဌကြီးဟော့ကျဲဟာတူဖြစ်သူဝမ်ဟောက်လေးရဲ့အခန်းထဲကိုဝင်ရောက်လာချိန်မှာဝမ်ဟောက်လေးဟာအကြောက်လန့်တကြားနဲ့မုံဘူးလေးတစ်ခုကိုဖွက်ထားဖို့ကြိုးစားနေခဲ့ပါတယ်။ဒါကိုရိပ်မိသွားတဲ့ဟော့ကျဲကမုံဘူးလေးကိုယူကြည့်လိုက်ချိန်မှာတော့မုံဘူးပေါ်မှာရေးသားထားတဲ့ယုံကလေးပူတင်းဆိုတဲ့လက်ရေးစာသားလေးကိုမြင်လိုက်ရတာနဲ့တပြိုင်နက်သူ့ရဲ့မျက်လုံးတွေပြူးကျဲသွားပြီးနှလုံးသားတစ်ခုလုံးစောင့်အောင်တုန်လှုပ်သွားခဲ့ပါတယ်။ဒီလက်ရေးပိုင်ရှင်ဘယ်သူလဲဆိုတာသူ့အသိဆုံးဖြစ်နေလို့ပါပဲ။ဒီမုံကိုဘယ်ကဝယ်လာတာလဲလို့ကြမ်းတမ်းစွာအော်ဟစ်မေးမြန်းလိုက်တဲ့အခါကြောက်လန့်တကြားတုန်ရီနေတဲ့ဝမ်ဟောက်လေးကကျောင်းရှိကမုံတီစီကနေဝယ်လာတာဖြစ်ကြောင်းအမှန်တိုင်းဝန်ခံလိုက်ရပါတော့တယ်။တကယ်တော့ဝမ်ဟောက်လေးဟာလည်းအရင်တုန်းကသူ့အပေါ်အရန်ကောင်းခဲ့တဲ့အတော်ဖြစ်သူရွှေကြားကိုအရန်ကိုလွမ်းဆွနေခဲ့တာပါ။ရွှေကြားရှိစဉ်တုန်းကသူ့ဦးလေးဟာအိမ်ပြန်မလာခဲ့ပေမဲ့အတော်ဖြစ်သူကတော့သူ့ကိုအမြဲတမ်းပုံမြင်တွေပြောပြအယုတ်တွေနဲ့အတူတူဆော့ကစားပေးခဲ့ပြီးအဲ့ဒီအချိန်တွေမှာသာအတော်ဖြစ်သူရဲ့အလှပဆုံးပြုံးတွေကိုသူမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ရွှေကြားထွက်သွားပြီးတဲ့နောက်မှာတော့သူ့ဦးလေးဟာအရင်ကထပ်ပိုးပြီးအေးဆက်ကြမ်းတမ်းလာခဲ့လို့အတော်ဖြစ်သူကိုပြန်လည်တွေ့ရှိချိန်မှာဘသူ့ကိုမှအတိမပေးပဲလှုပ်ဝက်ထားဖို့ကြိုးစားနေခဲ့တာပါ။ဒါအပြင်အတော်ဘေးနာကကလေးငယ်လေးဟာသူမရဲ့သားလေးမှန်းသိသွားတဲ့အခါညီလေးတယောက်လိုချင်နေတဲ့ဝမ်ဟောက်လေးအတွက်တော့အရန်ကိုဝမ်းသာပျော်ရွှင်စရာဖြစ်နေခဲ့ပါတယ်။ဒီလိုနဲ့ဟော့ကျဲရဲ့အေးဆက်မာကျော်တဲ့မျက်နှာဖုံးကြီးရဲ့နောက်ွယ်ကနောင်တရားတွေနဲ့ပြည့်နေတဲ့အတိတ်ကအဖြစ်အပျက်တွေကိုပရိသတ်တွေမြင်တွေ့လာရပါတယ်။တကယ်တော့ရွှေကြားကကွာရှင်းဖို့တောင်းဆိုလာချိန်မှာဟော့ကျဲရဲ့အပြင်ပန်းကတည်ငြိမ်နေတောင်ထင်ရပေမဲ့သူ့ရဲ့ရင်ထဲမှာတော့ဆုံးရှုံးရတော့မဲ့အကြောက်တရားတွေနဲ့ပြာခတ်နေခဲ့တာပါ။သူဟာချမ်းသာကြွယ်ဝမှုတွေနဲ့အကောင်းဆုံးຢာတွေကိုပေးစွမ်းနိုင်ရင်သူမအတွက်လုံလောက်ပြီလို့မှားယွင်းစွာတွေးထင်ခဲ့မိပြီးကွာရှင်းစာချုပ်မှာလက်မှတ်ထိုးပေးလိုက်ခြင်းကသာသူမရဲ့ဆန္ဒတွေကိုဖြည့်ဆည်းပေးရာရောက်မယ်လို့ယူဆခဲ့မိတာပါ။ဒါပေမဲ့အမျိုးသမီးတစ်ယောက်တကယ်တမ်းလိုအပ်နေတာကငွေကြေးတွေထက်အနီးကပ်နှွေးထွေးတဲ့အဖော်ပြုပေးမှုဆိုတာကိုသူမေ့လျော့နေခဲ့ပါတယ်။အခုချိန်မှာတော့ဟော့ကျဲတစ်ယောက်သူ့ရဲ့အိယာထက်မှာအထီးကျန်စွာလှဲလျောင်းရင်ဖုန်းထဲကရွှေကြားအရင်ကပို့ထားခဲ့ဘူးတဲ့စာတိုလေးတွေကိုတမြင့်မြင့်ပြန်လဲဖတ်ရှုနေပါတယ်။တငယ်ချင်းတွေကအပြင်ထွက်ဖို့စာပို့ခေါ်ကြငွေရောင်လူပြိုကြီးဆိုပြီးနောက်ပြောင်ကြပေမဲ့သူကတော့လုံးဝကိုစိတ်မဝင်စားပဲဂရုထဲကနေပါကန်ထုတ်ပစ်လိုက်ပါတယ်။ရွှေကြား
မင်းဘယ်မှာသွားပုံးနေတာလဲလို့ရေရွတ်ရင်းအတိတ်ကသူ့ရဲ့တန်ဖိုးမထားခဲ့မိတဲ့အမားတွေအတွက်နောင်တရားတွေနဲ့ပူလောင်နေရတဲ့ဟော့ကျဲတယောက်သူ့ရဲ့ဇနီးဟောင်းနဲ့သားငယ်လေးကိုပြန်လည်တွေ့ရှိဖို့ဘယ်လိုမျိုးအပူတပြင်းရှာဖွေမှုတွေဆက်လုပ်သွားမလဲဆိုတာကိုရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာဆက်လက်စောင့်ကြည့်ရမယ့်အပိုင်းလေးပဲဖြစ်ပါတော့တယ်